စစ်စေးမှုဝန်ပင်းကြီးဟာကမ်းခြေဆောင်တက်ရဲ့အဝေးကြီးမှန်ပြောင်းတဲ့ကြည်ရင်ရင်တထိတ်ထိတ်ဖြစ်လာပါတယ်သူကကဒေါသတကြီးနဲ့တောက်ခေါက်ရင်ဒီလောက်ခင်မိတဲ့လေချောင်းရံကာကွယ်ရေးအမြောက်စနစ်မျိုးကိုဘဲကနေရောက်လာတာလဲပြည်တာစခန်းကလူတွေဘာလုပ်နေကြတာလဲဒီလောက်ကိစ္စအကြီးကြီးဖြစ်သွားတာကိုလို့ဒေါသတကြီးပြောပါတော့တဲ့အဲ့ဒီအချိန်မှာပဲနောက်ထပ်စစ်သားတစ်ယောက်ပြေးဝင်လာပြီးအလောတကြီးနဲ့အရာရှိကြီးအဲ့ဒီတင်မောကရွမ်ဟိုင်အမှတ်89905တဲ့ပြစိတ်ကန်းဝင်ခွင့်တောင်းထားပါတယ်လို့ပြောလိုက်တော့ဝန်ပင်းကြီးအံ့ဩသွားပါတယ်ဒါဟာပြည်တွင်းကတာမန်ကုန်တင်တင်မောနံပါတ်ပဲမဟုတ်လားသူချက်ချင်းပဲအတန်ချက်ဆက်ကနေပြီးရွမ်ဟိုင်တင်မောကိုခေါ်နေပါတယ်ကျွန်တော်ကစစ်စေးမှုဝန်ပင်းကြီးပါခင်ဗျားတို့တင်မောဘောကလက်နက်ကြီးတွေကဘာတွေလဲလို့မေးလိုက်ပါတယ်ကျွန်တော်အဖေလင်းကျန်ဟိုင်ကတော့ဝေါ်ကီတိုကီကနေအေးစစ်စစ်နဲ့အရာရှိကြီးဒါတွေကပင်လယ်တာပြတွေကို6လမ်းဖို့လှုပ်ထားတဲ့ရုပ်ရှင်ရိုက်ကွင်းသုံးအတူတွေပါဗျာစိတ်မပူပါနဲ့လို့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့ဝန်ပင်းကြီးဟာစိတ်မချနိုင်တာကြောင့်တင်မောကိုခက်ဝေးဝေးမှာကြောက်ချခိုင်းပြီးသူကိုယ်တိုင်စစ်သားတွေနဲ့တူတင်မောပေါ်တက်စစ်ဆေးပါတော့တယ်သူဟာစစ်သားဟောင်းတစ်ယောက်ဖြစ်လို့သူ့ရဲ့အာယုံခံစားမှုကဒါတွေဟာအတူမဟုတ်ဘူးလို့ပြောနေပါတယ်သူကကပ်ပတိန်နဲ့ဒါတွေကတကယ်ပဲ6လမ်းဖို့တက်ပဲလာကြည့်ရတာအရန်ကိုအစ်စ်နဲ့တူလုံးနေတယ်လို့မေးလိုက်တော့အဖေကဟုတ်ပါတယ်ဗျာဒါကျွန်တော်သားကြက်လန်လုပ်ပေးထားတာလေသူကဒီနှစ်ဟိုက်ကျုံမျိုးရဲ့ဂုံတူးဆောင်အောင်မြင်တဲ့ចောင်းသားလေးပင်လယ်ထဲမှာအနေရရှိမှာဆိုလို့သူကကူညီပေးထားတာလို့အေးစစ်စစ်ဖြေလိုက်ပါတော့တယ်စစ်သားတွေတင်မောအနက်လိုက်စစ်ဆေးချိန်မှာတင်မောအနောက်ဘက်ကတောက်ခတ်ထားတဲ့အခန်းတစ်ခုကိုတွေ့သွားတော့သူတို့ကပြေးပြန်လာပြီးအရာရှိကြီးဒီအခန်းကတောက်ခတ်ထားတယ်ဗျာလို့ပြောလိုက်ကြပါတယ်အဖေကကြောင်သွားတာပေါ့တကယ်တော့အဲ့ဒီအခန်းကပစ္စည်းဟောင်းတွေထည့်တဲ့အခန်းပဲလေကျွန်တော်ကတော့အခြေအနေတင်းမှမလာခင်ချက်ချင်းကြားဝင်လိုက်ပါတယ်အရာရှိကြီးအဲ့ဒီခန်းကိုကျွန်တော်လက်နက်ထိန်းချုပ်ရေးခန်းအဖြစ်ပြောင်းထားလို့ပါအထဲမှာကွန်ပျူတာတွေနဲ့ရေဒါစနစ်တွေရှိပါတယ်ကျွန်တော်တော့ဖွင့်ပေးပါမယ်လို့ပြောပြီးတော့ဖွင့်ပေးလိုက်တာအထဲမှာရှိတဲ့ကွန်ပျူတာတွေနဲ့စက်ပစ္စည်းအချို့ကိုပြလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကအမှန်တရားရဲ့တဝက်ကိုပဲပြောပြခဲ့တာပါတကယ်လက်နက်အစစ်တွေဖြစ်စေမဲ့အရေးကြီးအစိပ်ပိုင်းတွေကိုတော့ကျွန်တော်လှုပ်ဝက်ဖုံးကွယ်ထားခဲ့ပါတယ်ဝန်ပင်းကြီးဟာတေချာစစ်ဆေးကြည့်ပြီးအရေးကြီးတဲ့အစိပ်ပိုင်းတွေမပါတာကိုတွေ့တော့မှတပြင်းချနိုင်မှာတော့တဲ့သူကစိတ်ချသွားသူပုံစံနဲ့ကောင်းပြီလေပင်လယ်ထဲမှာဓာပြတွေတောင်းကျမ်းနေတာတော့အမှန်ပဲဒါပေမဲ့ဒီလက်နက်ကြီးတွေကိုတခြားလူတွေအထင်မမှားအောင်အဝတ်နဲ့တေချာအုပ်ထားပါလို့ပြောပြီးပြန်ထွက်သွားပါတယ်ဝန်ပင်းကြီးတို့ပြန်သွားတော့မှပဲကျွန်တော်တပြင်းချနိုင်မှာတော့တဲ့တကယ်လို့ကျွန်တော်ဒါစိတ်ပိုင်းတွေကိုကြုံမဖြုတ်ထားရင်ဒီနေ့ပြဿနာအကြီးကျယ်တက်တော့မှပါတင်မောကတော့ပင်လယ်ပြင်စီကိုဆက်လက်ထွက်ကခွာလာခဲ့ပါတယ်အဖေကပြုံးပြီးကျွန်တော်ပခုံးကိုပုတ်ရင်ဒါဒီတစ်ခေါက်ခရီးစဉ်ကနေအမျက်ငွေတန်းချီရလိမ့်မယ်အိမ်ပြန်ရောက်ရင်စာကိုပဲစူးစမ်းတင်ယူပါအိမ်ကကိစ္စတွေကိုစိတ်မပူနဲ့ပြောလိုက်ပါတယ်ကျွန်တော်ကတော့အဖေကိုပြုံးပြလိုက်ပေမဲ့ရင်ထဲမှာတော့ပင်လယ်သားပြတွေပေါ်နာကြီးချက်တွေနဲ့လက်တီးကိုတင်းတင်းဆုပ်ထားရင်အတိတ်ဘဝအလိုဖြစ်ဆိုးမျိုးဘယ်တော့မှထပ်မဖြစ်စေရဘူးလို့ကြိမ်ဆုံနေမိပါတော့တယ်အပိုင်း၄ကိုဆက်လက်ဆောင်မြောက်ပေးပါဦး